သမီးရင်းဖြစ်သူအိမ်ပြန်ရောက်သည့်ပထမဆုံးနေ့မှာပင်သူမကိုမွေးစားသမီးနှင့်အကိုဖြစ်သူကလက်ဆောင်ပေးသည့်အဝတ်စားများကိုမီးရှို့လိုက်သည်ထိုအဝတ်များသည်သူတစ်ပါးဝတ်ပြီးသားအဝတ်ဟောင်းများဖြစ်ကြောင်းသူမသိနေပြီဖြစ်သည်သူမ၏သူတို့လောင်းဖြစ်သူနဂါးမျိုးနွယ်မှမင်းသားကဒေါသထွက်ကသူမကိုဆုံးမရန်ပြင်တော်လဲသူမ၏ကိုယ်ထဲမှထွက်ပေါ်လာသောအစွမ်းကြောင့်လွင့်ထွက်သွားသည်သူမသည်ကောင်းကင်ဘုံ၏သမီးတော်ဖြစ်ပြီးနတ်ဖျားသားရဲများ၏စောင့်ရှောက်မှုကိုခံထားရသူဖြစ်သည်သူမသည်ငယ်စဉ်ကတည်းကခွဲခွာခဲ့ရသောဝင်းမိသားစု၏သမီးရင်းဖြစ်သည်အသက်18နှစ်အရွယ်တွင်ဆရာအမိန့်ဖြင့်မိသားစုနှင့်ပြန်ဆုံရန်တောင်ပေါ်မှဆင်းလာခဲ့တော်လဲမိသားစုဝင်များကဒဏ်ရာရနေသောမွေးစားသမီးကိုသာပို၍ဂရုစိုက်နေကြသည်ထမင်းဝိုင်းတွင်မိခင်နှင့်အကိုဖြစ်သူကမွေးစားသမီးကိုသာဂရုစိုက်ပြီးသူမကိုလစ်လျူရှုထားကြသည်မွေးစားသမီးကသူမကိုအဆက်ခွဲရန်အတွက်အဝေးဟောင်းများကိုလက်ဆောင်အဖြစ်ပေးခဲ့ခြင်းဖြစ်သည်သူမသည်မိသားစုနှင့်စကားများမနေတော့ဘဲနဂါးစင့်ခေါ်ကြောက်တုံး Dragon Summoning Stone ဖြင့်စမ်းသပ်မှုကိုခံယူရန်တောင်းဆိုလိုက်သည်ဝမ်မိသားစုသည်နဂါးမျိုးနွယ်၏စောင့်ရှောက်မှုကိုခံယူထားရသောမိသားစုဖြစ်သည်သူမဒူးထောက်လိုက်သည်နှင့်နဂါးမျိုးနွယ်၏ဘိုးဘေးနဂါးကြီးထွက်ပေါ်လာသည်လူကြီးများကထိတ်လန့်သွားပြီးသူမကိုနဂါးဘိုးဘေးနှင့်ပြိညင်ပြုရန်စ조사သည်ဟုဆိုကာဒေါသတကြီးစုပူကြသည်သို့သောနဂါးမျိုးနွယ်မှအကြီးအကဲများကသူမကိုအပြစ်မတင်ဘဲလူကိုယ်တိုင်လာရောက်တွေ့ဆုံမည်ဟုဆိုကြသည်ထိုအခါမှဖခင်ဖြစ်သူကသူမသည်တာမန်မဟုတ်ကြောင်းသိရှိသွားပြီးဂိုင်းတစ်ခုသို့ပညာသင်လွှတ်ရန်ဆုံးဖြတ်သည်မွေးစားသမီးကသူမသည်ကျေးလက်တွင်ကြီးပြင်းလာသူမို့ညီသည့်ဂိုင်းကမှလက်ခံမည်မဟုတ်ဟုလောင်ပြောင်တော်လဲသူမကအခက်ခဲဆုံးဖြစ်သောဝန်ကြံ့ဂိုင်း One Jin Set ကိုရွေးချယ်လိုက်သဖြင့်မွေးစားသမီးဒေါသထွက်သွားသည်မိန်းကလေးတစ်ယောက်ဟာဝန်ကြံ့ကလန် One Jin Set ကိုဝင်ရောက်ဖို့စ조사နေတာဟာတခြားသူနဲ့အပြိုင်ဆိုင်အခွင့်ထူးခံခြင်းလို့မဟုတ်ပဲသူမရဲ့ဆရာပေးအပ်တဲ့တာဝန်ကိုပြီးမြောက်ဖို့အတွက်သာဖြစ်ပါတယ်။သူမရဲ့ဖခင်ကသမီးဖြစ်သူရဲ့ဆုံးဖြတ်ချက်ကိုသဘောတူပြီးနောက်တစ်နေ့မှာဝန်ကျန်းကလန်ကိုခေါ်လာခဲ့ပါတယ်။ဒါကိုမနာလိုတဲ့သူမရဲ့အမမွေးစားသမီးကညီမဖြစ်သူကိုဒုက္ခရောက်စေဖို့ကလန်ကဆရာတွေကိုကြိုတင်ပြီးကုန်းချောထားပါတယ်။ဒါပေမဲ့မထင်မှတ်ပဲစမ်းသပ်မှုအတွင်းမှာသူမဟာနှစ်ပေါင်းတောင်းချီမှတယောက်သာပေါ်ထွန်းလေးရှိတဲ့နတ်ဖျားသားအယိုးတီဆောက်ပုံ Innate Swordborn ပိုင်ရှင်ဖြစ်မှန်းသိသွားပါတယ်။ကလန်ရဲ့အကြီးအကဲတွေဟာပါရမီရှင်မိန်းကလေးကိုသူတို့ရဲ့တပည့်အဖြစ်ရရှိဖို့အလူရဲ့စ조사ကြပါတယ်။ဒါပေမဲ့သူမဟာအင်အားအနည်းဆုံးလို့သတ်မှတ်ခံရတဲ့ဓားဆောင်တောင် Eugene Mountain ကိုသာရွေးချယ်ခဲ့ပါတယ်။ဓားဆောင်တောင်ရဲ့အကြီးအကဲဟာအစိတ်မိပြီးသတိမေ့မျောနေတာနှစ်အတော်ကြာပါပြီ။ဒါကြောင့်တပည့်ကြီးကပဲသူမကိုလက်ခံကြိုဆိုပြီးကလန်ရဲ့အမှတ်သားဖြစ်တဲ့ကြောက်စိမ့်ဆန်ထိုးကိုပေးအပ်ခဲ့ပါတယ်။သူမကလန်ကိုဝင်ခွင့်ရသွားတာကိုသိတဲ့အမဖြစ်သူဟာမနာလိုဖြစ်ပြီးအကိုနဲ့ဆိတ်ဆက်ထားသူကိုပါခေါ်ပြီးသူမစီလာရောက်ရန်စကားမိသားစုကုံကိုတုံးပြီးနောက်ပေါက်ကဝင်တယ်လို့ဆွဆွဲပါတယ်။ဒီမခံနိုင်တော့တဲ့မိန်းကလေးဟာသူမရဲ့အမကိုပါရိုက်လိုက်ပါတယ်။ဒါကိုသူမရဲ့ဆိတ်ဆက်ထားသူမင်းသားကဝင်ရောက်နှိမ်နင်းဖို့စ조사ပါတယ်။မိန်းကလေးဟာသူမရဲ့ကိုရန်တော်နှစ်သားရဲ့ Golden Beast White Tiger ကိုစင့်ခေါ်လိုက်တဲ့အခါမင်းသားဟာသွေးအံပြီးအားလုံးဒူးထောက်အရှုံးပေးကတောင်းပန်ခဲ့ရပါတယ်။နောက်တစ်နေ့မှာသူမဓားဆောင်တောင်ကိုရောက်သွားတဲ့အခါဆရာဖြစ်သူကအစိတ်မိပြီးအိယာထဲလဲနေတာကိုတွေ့ရပါတယ်။သူမရဲ့စီနီယာအကိုအမတွေဟာလည်းတယောက်တစ်မျိုးထူးဆန်းနေကြပါတယ်။မျက်စိစောင်းနေတဲ့သူမောဟဖုံးနေတဲ့သူနဲ့ယူးကြောင်ကြောင်ဖြစ်နေတဲ့သူတွေကိုတွေ့ရပြီးသူမဟာယူးသွတ်ဆေးရုံရောက်နေသလားလို့တောင်တန်တရားဝင်သွားပါတယ်